ဒီနေ့တော့မောင်ရီခေါ်ကြမလို့ဗိုက်စာလေးကိုသမင်းစားလို့အရှိမရောက်နေပြီစားတော့မယ်ဒီရုပ်ခဏလေးပါအမေချက်တဲ့ဟင်းနဲ့မိတ်ဆက်ပေးပြရစီဒါကဝက်သားလေးနဲ့ခရမ်းသီးလေးနဲ့အစီပြန်နှက်ထားတာဒါကကျမကြိုက်တဲ့နှစ်ပတ်ချင်းလေးကိုအမေတေချာပြန်ပြီးကြော်ထားတာအစိမ့်တုပ်ပေးထားမို့ဒါကောင်းဒါကတော့မပါမဖြစ်တနေ့အရွက်ကြော်ဒါကစုံရွက်ကြော်နော်ဒါကသူ့အကြိုက်မဲသားငပိချက်ကလည်းစီကိုပြန်းနေအမေချက်ပေးထားမှာကြည့်ဒါစီလေးပဲကျမအတွက်ကတော့မပါမဖြစ်တဲ့ညင်းသည်စားကြပါဦးရှင်စင်းနေလိုက်တို့ရဲ့စပူမူဆူရှက်ကိုပြပါကျမတို့ရဲ့စပူမူကဒီပါမယ်ရှင်တို့ရဲ့ဆူရှက်လက်ရအင်လက်မကောင်းတော့ဒါကျမတို့ရဲ့စပူမူမေမေပါရှင်အိမ်မှာအုတ်ထိန်ဒူဘနာတဲ့ဥစ္စာဖို့စဖြိုကလားအဲ့လိုမျိုးမဖြစ်အောင်အမေကနော်ဥစ္စာမဖြိုအောင်လို့မထိန်းနဲ့ချက်တာလားကျမမေမေပါနော်စားလိုက်ပါအောင်မေကျွေးလိုက်အောင်တငယ်ချင်းတွေအိမ်တော်လေးဟမ်ဘုံဆောင်ရပါအိမ်တော်လေးနေရောတစ်ခါလေးစားပါလားတော်ပြီခုနကဇေဘာရဟိုတစုံတော့ကငိုင်းတာမောက်လို့အေးဟိုတဲ့မကောင်းလိုက်ပုံတော့မေးလိုက်တော့ပါနော်လည်းတော့ဘာမှမဆက်ကဲဒါတော့ဘာတော့ကကျမမေမေနဲ့အားလာပါတလာပါပြောရင်သမင်းစားလိုက်အောင်မယ်သမင်းစားပြီးချင်းအလုပ်ကိုသွားမယ်ဒါရီကအခုတော့ခါညုံနဲ့ဝမ်းနဲ့တော့ကျမရကြနေကုန်ဒီရောက်ရတာအဲ့ကြမနေ့ဖေးအမေချက်တွေ့ထားရတော့အဝါစားသွားရောထက်လားကျမကလည်းဒီလိုမနေ့ဖေးလို့စားသွားရင်တော့အလုံးတော့ကလည်းလှချိုးသွင်းလို့ဆိုတော့ဒီဆောင်သေးတယ်ပြန်ပြီးတော့ကောင်းတယ်မချစ်ဘူးဝင်ကူအဲ့ကြအင်္ဂါနဲ့ထမင်းလို့ပြအောင်စားတော့မှကိုစင်းတို့ကဒီပြည့်လေးဒီမှာဝယ်စားရတာဒီပြည့်ရဲ့အဲ့ကြကိုယ်အိမ်မှာလူလေးမအေးကိုဝယ်ရချက်ထားတော့ဒီနုံနဲ့တက်တာလေပတ်စံချွေတာပြီးကြလေးဖြစ်တယ်အဲ့ကြငွေချင်းတွေကိုပြောချင်တယ်အိမ်မှာချက်ပြောပြီးထမင်းဝအောင်စားတာအပြင်အစားစားတာမစားတာနဲ့အိမ်ကအစားစားကျမကြီးလည်းညညွတ်တယ်ပတ်စံချွေတာပြီးကြလေးဖြစ်တယ်ဟုတ်ပါ